အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ NES စီမံလေးမှာတီချာရန်နာဖြစ်ပါတယ်ဒီနေ့တီချာကကလေးများကစားခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးချုပ်ကိုမျှဝေပေးချင်ပါတယ်ကလေးများအတွက်ကစားခြင်းကအရေးကြီးရလို့ထင်ပါသလားဘာကြောင့်အရေးကြီးရလို့ထင်ပါသလဲကလေးများအတွက်ကစားခြင်းကအလွန်ပင်ရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကလေးများအတွက်ကစားခြင်းကတင်ရင်ချင်းပင်ဖြစ်လို့ပါကစားခြင်းတွေကကလေးများအတွက်ကာယဖွံ့ဖြိုးမှုညာနာဖွံ့ဖြိုးမှုနဲ့လူမှုဆက်ဆံရေးဖွံ့ဖြိုးမှုတွေကိုအထောက်အကူပြုစေပါတယ်ကစားခြင်းကကလေးတွေရဲ့တည်ထင်ဖန်တီးမှုစွမ်းရည်ကိုဖွံ့ဖြိုးတိုးတက်စေရုံသာမကသူတို့လေးတွေရဲ့စိတ်ခံစားမှုစိတ်လှုပ်ရှားမှုတွေကိုလည်းကစားခြင်းမှာတဆင့်ဖော်ပြတတ်ကြပါတယ်ကစားခြင်းတွေကလည်းအမျိုးမျိုးရှိကြပါတယ်ကိုယ်လက်လှုပ်ရှားရေးကစားခြင်းဖန်တီးတည်ထွင်ကစားခြင်းအတူယူရေးကစားခြင်းတိဆောက်ကစားခြင်းစူးစမ်းလေ့လာရေးကစားခြင်းဘာသာစကားနဲ့အသိဉာဏ်တိုးတက်စေမိကစားခြင်းလူမှုဆက်ဆံရေးဖွံ့ဖြိုးစေသောကစားခြင်းဆိုပြီးတော့ရှိကြပါတယ်ကလေးများကစားခြင်းကိုမိဘများအနေဖြင့်လည်းအားပေးထောက်ပံ့ပေးဖို့များစွာလိုအပ်ပါတယ်။ဥပမာကစားစရာပစ္စည်းမျိုးမျိုးထောက်ပံ့ပေးခြင်း၊ကစားမိနေရာနဲ့ပစ္စည်းများအန္တရာယ်ကင်းစင်ရန်စစ်စစ်ဆောင်ရွက်ပေးခြင်း၊ပတ်ဝန်းကျင်မှာလွယ်လွယ်ရရှိနိုင်သောပစ္စည်းများဖြင့်သူတို့ကစားနိုင်ရန်စစ်စစ်ဆောင်ရွက်ပေးခြင်းအစရှိတာတွေထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။ဒါတင်မကပဲတခါတရံမှာမိဘများအနေဖြင့်လည်းကလေးများနဲ့အတူဆော့ကစားပေးဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကလေးအများစုကသူတို့ချစ်ခင်ရတဲ့သူတွေနဲ့အတူဆော့ကစားခြင်းကိုနှစ်သက်တတ်ကြလို့ပါ။ဒီလိုကလေးတွေနဲ့ဆော့ကစားပေးခြင်းအပြင်သူတို့လေးတွေနဲ့ခိုင်မာတဲ့နောက်ကျောလေးတွေကိုလည်းတည်ဆောက်နိုင်မှာဖြစ်ပါတယ်။အဲဒီတော့ကလေးများအတွက်ကစားခြင်းကအလွန်ပင်ရေးကြီးပါတယ်။ကျေးဇူးတင်ပါတယ်။